enemy ဘက်ကတော့ Fanny high ပါဒါပေမဲ့ Fanny လေးကိုကောင်တာလုံးမဲ့ကူဖာလေးတော့ပါတယ်ဆိုတော့ Fanny ကျိုးတွေဘယ်လောက်ဆွဲမလဲ Let's go Fanny က aggressive ဆော့မလားမသိဘူးရောက် Wait a minute ဟာ high ပါကငါ what the fuck Damn! ကောင်းလေနေကောင်းလား Killing spree Wow incredible A few minutes later. အချုံးဝေးသွားပြီအမေရမတက်တော့ဘူးကွာ Oh my god အမေရမတက်တော့ဘူး Fanny ဂျင်းသွားတာကွာငါတော့အဟုတ်ကြီးမှတ်ပြီးတော့ဟမ်12မှတ်ပဲတက်တယ်မင်းဖွာ ဒါလို့ Fanny ဂျင်းထဲသွားတာအဲ့ကောင် report ထုမယ်ရော့နော်ဒါအဲ့ကောင် report ထုပေးလိုက်မယ်ရော့ international video နော်အဲ့တော့ပါလိုက်မယ်ရော့ report Perfect အစောနာလေ enemy ဘက်က Fanny ESB နဲ့ဂျင်းသွားတယ်အခုဒီမှာနောက်တစ်ယောက်ဒါကဘယ်ကောင်လဲမသိဘူးအစောနာ enemy ဘက်မှာပါတဲ့ကောင်ကကျတော့ wake up to reality တဲ့အခုဒီကောင်ကလည်း ESB ဘာတော့ Fanny ESB ဘယ်ကောင်ထွင်ထားတာတော့ဘယ်ကောင်ထွင်လိုက်ပြန်ပြီတော့ No God please no no defeat